ဒီမှာနှစ်တရားတွေဒီမှာပိုးစစ်စစ်တွေရှိရနော်လာနော်ဒီမှာချစ်ပိုးတွေအများကြီးရှိရပရီမီယာပိုးလေးရှိတယ်ပွက်တက်အုပ်ပရီမီယာပိုးလေးတွေရှိတယ်ယောက်ျားကပတ်စံမပေးလို့မဝယ်ဘူးဆိုတော့မမတို့အတွက်အခုပြေးလာပြီးဝယ်လိုက်တော့မေမေကကေပေးမလွှဲပေးလို့ဆိုပြီးတော့မှအထည်ဖယ်ခိုင်းပြီးမယူရတဲ့မမတို့အတွက်အဲ့ဒီအထည်လေးတွေတော့ကုန်ပြီအခုအထည်သစ်တွေရောက်ပြီချစ်ရဲ့တငယ်ချင်းတို့လက်ဆောင်ပေးမယ်ဆိုပြီးဖယ်ခိုင်းထားတဲ့အထည်လေးတော့ဆိုးအောင်သွားပြီဒါပေမဲ့အထည်သစ်လေးရောက်ပြီချစ်တို့ရေဒီမှာကြည့်လိုက်ချစ်တို့ရေနော်ဒီထည်လေးဒီရောင်လေးကမှအရင်ကြိုက်ပါတယ်ဆိုပြီးပုံပြောရတဲ့ချစ်ကကတော့အဲ့ဒီထည်လေးတော့ဆိုးအောင်သွားပြီအလားတူအယောင်လေးတော့ရောက်ပြီချစ်တို့ရေနော်ဝယ်တော့ဝယ်စင်းနဲ့ယောက်ျားနဲ့ညလုံးကမှရန်ဖြစ်ထားလို့ယောက်ျားကမဝယ်ပေးတော့ဘူးဆိုတော့ချစ်မအတွက်ဒီမှာအစင်သစ်တွေအများကြီးရောက်တယ်နော်ဝတ်တော်ဝတ်ချင်တယ်မမရဲ့သိန်းတွေအများကြီး2သိန်း3သိန်းမတက်နိုင်ဘူးဆိုတော့ချစ်တို့အတွက် daily wear တွေကိုဒီမှာ4000 3000 4000ကနေစပြီးတော့မှသိန်းကျော်တန်တိရှိတယ်သမီးလေးအတွက် daily wear လေးတွေကိုရောင်းစုံဝယ်ပေးချင်တဲ့ချစ်တို့အတွက်လည်းဒီမှာချစ်ပိုးတွေ premium ပိုးတွေချီတွေအများကြီးရှိတယ်ဝတ်ချင်တာမမရဲ့မမကိုအားကြပြီးအရန်ကချင်တယ်ဝတ်ချင်တယ်ပါဆိုတော့ချစ်ကလေးအတွက်အစင်သစ်တွေတော့ရောက်တယ်အိမ်ကချစ်ကြကြအတွက်15နှစ်ပြည့်နော်ဟိုဟာအိမ်အောင်တက်တဲ့15နှစ်ပြည့်ကျရင်ဝယ်ပေးမယ်ဆိုတော့မမကချင်တယ်ဆယ်တယ်ဖယ်ခိုင်းထားတဲ့မမရဲ့အဲ့ဆယ်တယ်တော့ဆိုးအောက်သွားပြီဒါပေမဲ့ကချင်ပစိုးတွေအများကြီးရောက်တယ်ဆိုတဲ့အကြောင်းပြောပြတာဝယ်မယ်နဲ့မဝယ်ပဲနဲ့နော်ဖယ်ခိုင်းထားတဲ့မမရေစိတ်မဆိုးဘူးအဲ့ဒီအထည်လေးတော့ဆိုးအောက်သွားပြီအထည်သစ်လေးတွေရောက်တယ်နော်ချစ်တို့ရေအားပေးကြပါအောင်ချစ်တို့ရေချီပရီမီယံချစ်ပိုးစစ်ကချင်ပစိုးတွေမှာအားတိုက်အားကြီးရှိပါအမလေးရစေကဲလာနော်ဒီမှာချီတွေနှစ်တရာချီတွေရှိတယ်ဒီမှာနှစ်တရာချီတွေရှိတယ်daily ပဲဘူးကွက်တက်ပဲဘူးဒီမှာနှစ်တရာတွေဒီမှာပိုးစစ်တွေရှိရနော်လာနော်ဒီမှာချစ်ပိုးတွေအများကြီးရှိတယ်ပရီမီယာပိုးလေးရှိတယ်ပွက်တက်အုပ်ပရီမီယာပိုးလေးတွေရှိတယ်ယောက်ျားကပတ်စံမပေးလို့မဝယ်ဘူးဆိုတော့မမတို့အတွက်အခုပြေးလာပြီးဝယ်လိုက်တော့မေမေကကေပေးမလွှဲပေးလို့ဆိုပြီးတော့မှအထည်ဖယ်ခိုင်းပြီးမယူရတဲ့မမတို့အတွက်အဲ့ဒီအထည်လေးတွေတော့ကုန်ပြီအခုအထည်သစ်တွေရောက်ပြီချစ်ရဲ့တငယ်ချင်းတို့လက်ဆောင်ပေးမယ်ဆိုပြီးဖယ်ခိုင်းထားတဲ့အထည်လေးတော့ဆိုးအောင်သွားပြီဒါပေမဲ့အထည်သစ်လေးရောက်ပြီချစ်တို့ရေဒီမှာကြည့်လိုက်ချစ်တို့ရေနော်ဒီထည်လေးဒီရောင်လေးကမှအရင်ကြိုက်ပါတယ်ဆိုပြီးပုံပြောရတဲ့ချစ်ကကတော့အဲ့ဒီထည်လေးတော့ဆိုးအောင်သွားပြီအလားတူအယောင်လေးတော့ရောက်ပြီချစ်တို့ရေနော်ဝယ်တော့ဝယ်စင်းနဲ့ယောက်ျားနဲ့ညလုံးကမှရန်ဖြစ်ထားလို့ယောက်ျားကမဝယ်ပေးတော့ဘူးဆိုတော့ချစ်မအတွက်ဒီမှာအစင်သစ်တွေအများကြီးရောက်တယ်နော်ဝတ်တော်ဝတ်ချင်တယ်မမရဲ့သိန်းတွေအများကြီး2သိန်း3သိန်းမတက်နိုင်ဘူးဆိုတော့ချစ်တို့အတွက် daily wear တွေကိုဒီမှာ4000 3000 4000ကနေစပြီးတော့မှသိန်းကျော်တန်တိရှိတယ်သမီးလေးအတွက် daily wear လေးတွေကိုရောင်းစုံဝယ်ပေးချင်တဲ့ချစ်တို့အတွက်လည်းဒီမှာချစ်ပိုးတွေ premium ပိုးတွေချီတွေအများကြီးရှိတယ်ဝတ်ချင်တာမမရဲ့မမကိုအားကြပြီးအရန်ကချင်တယ်ဝတ်ချင်တယ်ပါဆိုတော့ချစ်ကလေးအတွက်အစင်သစ်တွေတော့ရောက်တယ်အိမ်ကချစ်ကြကြအတွက်15နှစ်ပြည့်နော်ဟိုဟာအိမ်အောင်တက်တဲ့15နှစ်ပြည့်ကျရင်ဝယ်ပေးမယ်ဆိုတော့မမကချင်တယ်ဆယ်တယ်ဖယ်ခိုင်းထားတဲ့မမရဲ့အဲ့ဆယ်တယ်တော့ဆိုးအောက်သွားပြီဒါပေမဲ့ကချင်ပစိုးတွေအများကြီးရောက်တယ်ဆိုတဲ့အကြောင်းပြောပြတာဝယ်မယ်နဲ့မဝယ်ပဲနဲ့နော်ဖယ်ခိုင်းထားတဲ့မမရေစိတ်မဆိုးဘူးအဲ့ဒီအထည်လေးတော့ဆိုးအောက်သွားပြီအထည်သစ်လေးတွေရောက်တယ်နော်ချစ်တို့ရေအားပေးကြပါအောင်ချစ်တို့ရေချီပရီမီယံချစ်ပိုးစစ်ကချင်ပစိုးတွေမှာအားတိုက်အားကြီးရှိပါအမလေးရစေကဲလာနော်ဒီမှာချီတွေနှစ်တရာချီတွေရှိတယ်ဒီမှာနှစ်တရာချီတွေရှိတယ် daily ပဲဘူးကွက်တက်ပဲဘူးဒီမှာနှစ်တရာတွေဒီမှာပိုးစစ်တွေရှိရနော်လာနော်ဒီမှာချစ်ပိုးတွေအများကြီးရှိတယ်ပရီမီယာပိုးလေးရှိတယ်ပွက်တက်အုပ်ပရီမီယာပိုးလေးတွေရှိတယ်ယောက်ျားကပတ်စံမပေးလို့မဝယ်ဘူးဆိုတော့မမတို့အတွက်အခုပြေးလာပြီးဝယ်လိုက်တော့မေမေကကေပေးမလွှဲပေးလို့ဆိုပြီးတော့မှအထည်ဖယ်ခိုင်းပြီးမယူရတဲ့မမတို့အတွက်အဲ့ဒီအထည်လေးတွေတော့ကုန်ပြီအခုအထည်သစ်တွေရောက်ပြီချစ်ရဲ့တငယ်ချင်းတို့လက်ဆောင်ပေးမယ်ဆိုပြီးဖယ်ခိုင်းထားတဲ့အထည်လေးတော့ဆိုးအောက်သွားပြီဒါပေမဲ့အထည်သစ်လေးရောက်ပြီချစ်တို့ရေဒီမှာကြည့်လိုက်ချစ်တို့ရေနော်ဒီထည်လေးဒီရောင်လေးကမှအရင်ကြိုက်ပါတယ်ဆိုပြီးပုံပြောရတဲ့ချစ်ကတော့အဲ့ဒီထည်လေးတော့
ဆိုးအောင်သွားပြီအလားတူအယောင်လေးတော့ရောက်ပြီချစ်တို့ရေနော်ဝယ်တော့ဝယ်စင်းနဲ့ယောက်ျားနဲ့ညတော့ကမှရန်ဖြစ်ထားလို့ယောက်ျားကမဝယ်ပေးတော့ဘူးဆိုတော့ချစ်မအတွက်ဒီမှာအစင်တစ်တွေအများကြီးရောက်တယ်နော်ဝတ်တော်ဝတ်ချင်တယ်မမရဲ့သိန်းတွေအများကြီး2သိန်း3သိန်းမတက်နိုင်ဘူးဆိုတော့ချစ်တို့အတွက် daily wear တွေကိုဒီမှာ4000 3000 4000ကနေစပြီးတော့မှသိန်းကျော်တန်ထိရှိတယ်သမီးလေးအတွက် daily wear လေးတွေကိုရောင်းစုံဝယ်ပေးခြင်းနဲ့ချစ်တို့အတွက်လည်းဒီမှာချစ်ပိုးတွေ premium ပိုးတွေချီတွေအများကြီးရှိတယ်ဝတ်ချင်တာမမရဲ့မမကိုအားကြပြီးအရန်ကချင်တယ်ဝတ်ချင်တယ်ပါဆိုတော့ချစ်ကလေးအတွက်အစင်သစ်တွေတော့ရောက်တယ်အိမ်ကချစ်ကြကြအတွက်15နှစ်ပြည့်နော်ဟိုဟာအိမ်အောင်တက်တဲ့15နှစ်ပြည့်ကျရင်ဝယ်ပေးမယ်ဆိုတော့မမကချင်တယ်ဆယ်တယ်ဖေခိုင်းထားတဲ့မမရဲ့အဲ့ဆယ်တယ်တော့ဆိုးအောင်သွားပြီဒါပေမဲ့ကချင်ပစိုးတွေအများကြီးရောက်တယ်ဆိုတဲ့အကြောင်းပြောပြတာဝယ်မယ်နဲ့မဝယ်ပဲနဲ့နော်ဖေခိုင်းထားတဲ့မမရေစိတ်မဆိုးဘူးအဲ့ရထဲလေးတော့ဆိုးအောင်သွားပြီအထည်အသစ်လေးတွေရောက်တယ်နော်ချစ်တို့ရေအားပေးကြပါအောင်ချစ်တို့ရေ